ညီကြီးသားအပေါင်းတို့ဤညီကြီးသားအပေါင်းတို့ဤတွားရလန်းတို့တွားရလန်းတို့ငါတွားရမည် ငါတွားရမည်တို့ဖြစ်၍တို့ဖြစ်၍အာယူလော့အာယူလော့ယောက်ျားဤယောက်ျားဤဂုံတတ်သိရှိလော့ဂုံတတိရှိလော့ဒါဝိဒ်ပြောတဲ့ကောင်ငါကဂေါလိယကိုနိုင်တာငါရဲ့ယောက်ျားခွန်အားဒီငါရဲ့အသွေးသားခွန်အားကြောင့်လောမမဘူးဖယားနာမကြောင့်အာမင်အာမင်တော့ဒီမှာတွတ်သားရှောတော်မူကိုမာရရနေယောက်ျားပဲနေအသွေးကယောက်ျားခွန်အားအာယူတာအဲ့လိုမပြောအဲ့လိုဒေးဗစ်မပြောဒီနေရာမှာယောက်ျားဤဂုံတတ်တိဆိုဖယားကိုညွှန်းတာအာမင်အာမင်ဟေရှာယ54အခန်းကြီးအငယ်9မှာလိုက်ပြောင်းအကြောင်းမူကားအကြောင်းမူကားသင်ကိုဖန်ဆင်းတော်သူသည်သင်ကိုဖန်ဆင်းတော်သူသည်လိမ်ဖြစ်တော်မူ၏သင်၏လိမ်ဖြစ်တော်မူ၏အာမင်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖယားကကျွန်တော်ရဲ့လေဆိုရင်ကျွန်တော်တို့ကဒီနေရာမှာတဒုသမီးနေရာမှာပဲယောက်ျားလေးမိန်းမလေးတဒုသမီးပဲဒါတော့ဒါဝိဒ်တို့ရဲ့သားကိုအဓိကမြည်မောင်းထိုးပြတဲ့ကယောက်ျားဤဂုံတတိဆိုဖယားရဲ့အစွမ်းအစဖယားရဲ့ဂုံတိတ်အထဲမှာရှိရအာမင်အာမင်အဖေကလည်းတင်ပေးတာမာယောတာရှောလုံးလည်းအချာနာယူရာဇဝိချုပ်ဒုတိယစာဆောင်အခန်းကြီး1အငယ်9မှာထိုညက်တွေဖယားသခင်သည်ဖယားခင်ရှောလုံးအားရှောလုံးအားထင်ရှားလျက်ထင်ရှားလျက်ငါပြရမည့်စုကိုငါပြရမည့်စုကိုတောင်းတော်မိတ်တော်မူ၏တော့ဖယားကရှောလုံးပြငါတိတ်ကိုပြီးတိနေဟာပဲနေတောင်းတဲ့ကျွန်တော်ကိုညံပညာနှစ်ခုပဲတောင်းတယ်ဆရာကအရန်အောင်တော့ရှောလုံးနေရလေဥစ္စာစင်းစင်တွေပြည့်ရဲ့နေ့ရက်ဂုံအတရေရှိဖို့နေမတောင်းဘူးပြည့်ရဲ့ရန်သူရဲ့အသက်လည်းနေမတောင်းဘူးပြည့်ရဲ့နေအသက်ရှိရှိနေရဖို့လည်းနေမတောင်းဟာလာရှောလုံးတဲ့တိတ်မတောင်းတဲ့အရာအားလို့လည်းငါပေးမယ်ယောဘအခန်းကြီး28အငယ်28မှာဒီမှာပညာသည်တဲ့ခေါင်းသားဘုရားကိုကြောက်ရွံ့တတ်ဖို့တဲ့ညာစွာဒုစရိုက်ကိုရှောင်တတ်ဖို့အဲ့ဒါတောင်းတာရှောလမုန်ကကျွန်တော်မှာညာဒုစရိုက်ကိုရှောင်တတ်ဖို့ပညာဘုရားကိုကြောက်ရွံ့တတ်ဖို့နှစ်ခုစလုံးသူတောင်းလိုက်တဲ့ကံမှာဘုရားကအအောက်ဆက်ပေါ့နေရချိုးအခန်းကြီးကိုအငယ်23နဲ့ရှောလမုန်ဤရှောလုံးမူ၏နှလုံး၌ဖယားသခင်ဝေးပြီးတော်မူသောပညာကိုဖယားကရှောတော်ဝေးနှလုံးသားကိုဖယားကိုကြောက်ရွံ့တတ်တဲ့ပညာထည့်လေထည့်ပေးလိုက်ရှောတော်မူကအင်မတန်မှအောင်စကြီးဆိုတော့လို့လားလေဘနောတောင်းဆိုလေအဲ့မှာတော်မှရှိတယ်အာရဗီတစ်ပြည်ကိုခေါ်အလာတို့ရဲ့နန်းတော်လေးရှဲလောက်တာသူများတယ်အမလေးရှောလမုန်အော်စရာဘယ်တိုင်းပြည်မှာဘယ်နိုင်ငံမှာမလွတ်ဘူးတဲ့မလွတ်တတ်တဲ့မလွတ်နိုင်တဲ့ຢာကရှောလမုန်တို့လောက်လိုက်တဲ့ကောင်အရှာအော်တော့တခြားဘယင်းတွေကလေပေါ်ပြီးမှရှောလမုန်တစ်ချက်ပြည့်မျက်နှာတစ်ချက်ပေါ်ရှိမေလာတော့ထူးစားတဲ့တော့အောင်မြင်တဲ့တော့ကောင်းစားတဲ့ဘယ်တိုင်းပြည်မှာမလုံနိုင်တဲ့နားတော်ကိုလုံနိုင်တဲ့ဟာလာဒီရှောတော်ကိုတွားကြည့်မယ်ဆိုရင်အခြားသောဘုရင်များကရှောတော်ကိုအော်ဆိုတယ်ရှောတော်ရဲ့မျက်နှာကိုမြင်ရဖွယ်တာလာပြီးမှစိတ်ဝင်စားတဲ့လာကြည့်အဲ့လိုလာကြည့်တဲ့ကမှာလက်ချစ်တက်လာလို့မျိုးအငယ်24မှာလာတော့သူအတီတီတို့ဒီလာတော့အတီတီတို့ဒီဝေဖလာဝေဖလာအဝတ်တစားလည်းနဲ့စစ်တိုင်းနဲ့မိမျိုးမိသားတို့ကိုအခုဆက်ရကြ၏အခန်းငယ်20ရှောလမုန်မင်းကြီးတောက်သောဖလားတော်ရှိသမျှနှင့်
လေးကနုံနန်းတော်၌သုံးတော်မလားတော်ရှိသည်များတို့သည်ငွေပလားမဟုတ်ရွှေပလားတသက်ဖြစ်၏ရှောလမုန်လက်ထက်၌ငွေကိုအလင်းပမာဏအပြုတတ်ကြ ရှောလမုန်သုံးတဲ့ခွက်တွေအားလုံးငွေနဲ့လောက်ထားတဲ့ခွက်တော့ခုမှမပါဘူးရွှေပဲအလုံးရှောလမုန်ဖြစ်ကာလမှာတဲ့ငွေဆိုတာကတောင်ဘိုးရှိတဲ့စင်းစင်လို့တော့ရှောလမုန်မတတ်မှဘူးရှောလမုန်ရဲ့ရွှေခွက်ဆိုတာကရွှေဆိုတာကနေဘုခနေဇာမေကြီးအိမ်မက်မက်ကတဲ့ဘေးကမိတ်သွားပြီအဒီပဲပြန်ပေးဖို့မပြောတဲ့ဘာသူမှမတတ်နိုင်ဘူးအခါမှာဒါရင်လကနေဘူးခနေဇာမင်းကြီးအိမ်မက်ပေါ်မှာတခါလေးတော့ပြောပြတယ်ကိုရောမက်ကတဲ့ယူတူလေဒီကောင်းကရွှေလေတဲ့ရွှေဒါရင်လအခါကြီးနိအငယ်30နှစ်မှာဒါဆိုရင်ကောင်းကရွှေဆိုတာကောင်းဆိုတာအမြင့်ဆုံးကောင်းနဲ့လေပဲမရှိဘူးကောင်းရဲ့အထဲမှာလေဘာမရှိဘူးကောင်းစားပါလေအမြင့်ဆုံးကောင်းစားပါလေအမြင့်ဆုံးကရွှေဒါတော့ရှောလမုန်ကာလမှာလေဖျားခင်ကတရားဟောရကျမ်းအခန်းကြီး28အငယ်73မှာထာဝရဘုရားသည်တင့်ကိုအမီးမဖြစ်စေပေကောင်းဖြစ်စေတော်မူသဖြင့်သိဒီအောက်၌မနေရပေအပေါ်၌ကနေရသည်ကိုရှိ၏ရှောလမုန်ကသူ့များအောက်မပြောနဲ့သူ့များရဲ့အစိတ်မှာဒီနေ့ကျွန်တော်ဘုရားကိုကြောက်ရွံ့ဘုရားပြီးချင်တဲ့ဟာအဲ့ဒီရွှေဆိုတဲ့အမြင့်ဆုံးကညင်သက်ခြင်းအာမင်ညင်ဖို့ခြင်းတမန်တော်ရှင်ပေါလုကဖိလိပ္ပိအခန်းကြီး4အငယ်7မှာငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတော်ငါသက်ဆွမ်းလာ၏ပြောလားပြောတယ်အပေါ်စနစ်မှာသွားကြည့်ရင်ပေါလုကမစားရတဲ့ခြင်းရှိတယ်စားရတဲ့ခြင်းရှိတယ်သူများသူ့ကိုရှုချပေးရတဲ့ခြင်းရှိတယ်ကျွေဝါတဲ့ခြင်းရှိတယ်ဘယ်လိုမျိုးအခြေအနေပဲချုံချုံတို့ရဲ့အထဲမှာခရစ်တော်အမြင့်ဆုံးသောရွှေကိုပုံဆောင်တဲ့ညီသက်ချေကတို့ရဲ့အထဲမှာရှိတဲ့ခါမှာအပြင်ပန်းမှာကြိုလာတဲ့ခါကသူ့အတွက် ECB ကြော်လွားနိုင်ကောရိန္သုဩဝါဒပထမစာဆောင်အခန်းကြီး16အငယ်73မှာဒီလိုဒီတည်နဲ့စောင့်နေကြလောယုံကြည်ခြင်း၌တည်ကြလောယောက်ျားဆွမ်းတည်နေတဲ့ကွာခွန်အားဆောင်နေတဲ့နေကြလော ရှောလမုန်ကသူ့ရဲ့အဖေဒါဝိဒ်ကသူ့သားကိုငါသားတဲ့ရဲ့အထဲမှာလေယောက်ျားဆိုတဲ့ဖယားသူ့ရဲ့ကိုသူ့ရဲ့တတိတဲ့အထဲမှာရှိရပြီတမန်တော်ရှင်ပေါလုကလေကျွန်တော်တို့အဖေတဖွဲကျွန်တော်တို့ကိုတင်ပေးတဲ့အရာကယောက်ျားရဲ့ခွန်အားအစွမ်းတတိတိမှရှိရမယ်ဆိုတာလူတိုင်းယုံကြည်သူတိုင်းကိုအားလုံးကိုပြောပါလေအဲ့လိုမှဆိုရင်မင်းမသားတွေခံစားမှာပေါ့မတော်ယောက်ျားမမောတော့ဘယ်နဲ့ယောက်ျားခွန်အားယုံကြည်သူကယောက်ျားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ခရစ်တော်ရဲ့တတုသမီးဖြစ်တဲ့ခါမှာကျွန်တော်တို့ကိုတမန်တော်ရှင်ပေါ်လို့တင်ပေးတာတင်တို့ကတတိနဲ့စောင့်နေကြလို့တဲ့ယုံကြည်ခြင်းမှာမျိုးတည်ထားတဲ့တင်တို့ကတဲ့ယောက်ျားအစွမ်းစတိနဲ့တကွာအင်မတမဆုံနေတဲ့ခွန်အားတို့အထဲမှာရှိရမယ်အဲ့ဒီယောက်ျားရဲ့အစွမ်းခွန်အားဂုဏ်ဆုံနေတဲ့အရာကခရစ်တော်အာမင်